မဲခေါင်မြစ်ကမ်းဘေးကဂျွာလေးတရာမှနေထိုင်ကြတဲ့ဦးကင်နဲ့ဒေါ်ချန်းဆိုတဲ့လင်မယားနှစ်ယောက်ဟာအိမ်အောင်သက်တော်တော်ကြာနေပြီဖြစ်ပေမဲ့သားသမီးမထွန်းကားခဲ့ကြပါဘူး။သူတို့နှစ်ယောက်ဟာသားသမီးရလိုတာကြောင့်ရွာကတကိုးကြီးနတ်စင်မှာအလေးမြတ်ထားပြီးဆုတောင်းခဲ့ကြပါတယ်။သူတို့ရဲ့ရိုးသားတဲ့ဆုတောင်းတဲ့ဟာနတ်ပြည်ကတကြားမင်းထံထိရောက်ရှိသွားခဲ့ပါတယ်။တကြားမင်းကနတ်ပြည်မှာပျော်ပါမူးရနေတဲ့နတ်သားပန်ထောင်ကိုလူပြည်စင်းပြီးအကျင့်စာရိတ္တပြုပြင်ဖို့ဒေါ်ချန်ရဲ့ဝမ်းကြာတိုက်မှာပြိတ္တတွေနေစေခဲ့ပါတယ်။အဲ့ညမှာပဲဖားတကောင်ကလာမင်းကြီးကိုဂရင်းနဲ့ငုံပြီးသူမရဲ့ဖိုက်ထဲကိုထည့်ပေးလိုက်တယ်လို့ထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မှတ်ခဲ့ပါတယ်။ဒီအိမ်မက်ကိုရွာကနတ်ဆရာထံတွားရောက်မေးမြန်းကြည့်တဲ့အခါမှာတော့ထူးခြားတဲ့သားရတနာလေးရလာလိမ့်မယ်လို့ဟောကိန်းထုတ်ခဲ့ပါတယ်။ဒါပေမဲ့ဝမ်းနဲ့ဆရာတစ်ခုကတော့ကလေးဖခင်ဖြစ်သူဦးကင်ဟာသားလေးမျက်နှာကိုမမြင်ရခင်မှာပဲကန်ဆိုးမိုးပေါင်ကြပြီးတည်ဆုံးသွားလိမ့်မယ်လို့ဟောခဲ့ပါတယ်။အချိန်တန်ကြာတဲ့အခါဒေါ်ချန်မှာကိုဝင်ရှိလာခဲ့ပြီးကိုဝင်9လအရောက်မှာတော့နတ်ဆရာဟောတဲ့အတိုင်းဦးကင်ဟာတောရဲကိုသွားရင်ငွေကိုက်ခံရပြီးဆုံးပါသွားခဲ့ပါတယ်။ဒေါ်ချန်ဟာအားကိုးရမဲစွာနဲ့ပဲကိုဝင်ကိုတဦးရဲဆက်လက်လွှဲထားခဲ့ရပါတယ်။ဝေးဖွားချိန်ရောက်တဲ့အခါမှာတော့ထူးဆန်းအံ့ဩဖွယ်ကောင်းစွာနဲ့ပဲလက်ချေမပါကိုခန္ဓာမပါပဲလူမျက်နှာပေါင်းနဲ့ဥကောင်းတတ်တာရှိတဲ့သားလေးကိုမွေးဖွားခဲ့ပါတယ်။ဒေါ်ချန်ဟာသားလေးကိုတန်ရောစင်ကြီးစွာနဲ့တောင်ဥကောင်းလေးလို့အမည်ပေးပြီးမျက်မျက်နှုံးနှုံးနဲ့ပြုစုပြောထောင်ခဲ့ပါတယ်။မိခင်ဖြစ်သူဒေါ်ချန်ဟာသူမရဲ့သားလေးကိုသူတစ်ပါးတွေကမင်္ဂလာမရှိသူလို့တတ်မှတ်မှစိုးရိမ်တာကြောင့်အိမ်တကားပိတ်ပြီးတူးရဲလှုပ်ဝက်ကျွေးမွေးခဲ့ပါတယ်။ဒါပေမဲ့တောင်ဦးကောင်းလေးဟာအလွန်ထက်မြက်ပြီးအသက်3နှစ်အရွယ်မှာတင်စကားကိုကောင်းမွန်စွာပြောဆိုနိုင်ခဲ့ပါတယ်။သူ9နှစ်အရွယ်ကိုရောက်တဲ့အခါမှာတော့မိခင်ဖြစ်သူကိုကူညီချင်တယ်လို့စတင်ပြောဆိုလာပါတယ်။တနေ့မှာဒေါ်ချန်ကကျွဲကြောင်ထွက်သွားတဲ့အချိန်မှာတောင်ဦးကောင်းလေးဟာသူ့ရဲ့လှုပ်ဝက်ချက်ကိုထုတ်ဖော်လိုက်ပါတယ်။တကယ်တော့သူဟာဦးကောင်းတတ်မဟုတ်ပဲလိုအပ်တဲ့အချိန်မှာကိုခန္ဓာနဲ့ခြေလက်တွေကိုစန့်ထုတ်လို့ရတဲ့တကိုးရှိသူဖြစ်နေပါတယ်။သူဟာအိမ်ထဲမှာလှဲကျင်းတာထမင်းဟင်းချက်တာနဲ့အိမ်အလုပ်တွေအားလုံးကိုတတ်တတ်ရဲ့လှုပ်ဆောင်ခဲ့ပြီးမိခင်ပြန်မလာခင်မှာဥကောင်းဖြစ်ပြန်လဲပြောင်းလဲနေထိုင်ခဲ့ပါတယ်။ဒေါ်ချန်ပြန်ရောက်လာတဲ့အခါအိမ်ကြီးတန့်ရှင်းနေပြီးထမင်းဟင်းတွေအစင်းနဲ့ဖြစ်နေတာကိုအံ့ဩစွာတွေ့ရှိခဲ့ရပါတယ်။သားလေးကသူ့လောက်တာလို့ပြောပေမဲ့ဒေါ်ချန်ကတော့လုံးဝမယုံကြည်ခဲ့ပါဘူး။နောက်တစ်နေ့မှာတာဦးကောင်းလေးကသူ့ကိုကြွဲကြောင်လုပ်ဖို့တောင်းဆိုခဲ့ပါတယ်။ဒေါ်ချန်ကအစပိုင်းမှာညှင်းဆန်ခဲ့ပေမဲ့တားဖြစ်သူကအတင်းကျပ်တောင်းဆိုနေတာကြောင့်ခွင့်ပြုလိုက်ရပါတယ်။တာဦးကောင်းလေးဟာအိမ်ကနေလိမ့်ပြီးထွက်လာခဲ့ကလူချေတိတ်တဲ့နေရာရောက်မှခြေလက်တွေကိုစန့်ထုတ်ပြီးကျွဲတွေကိုကျွမ်းကျင်စွာကြောင်းခဲ့ပါတယ်။အဲ့လိုနဲ့ပဲသူဟာမိခင်ကိုနှစ်တော်ကြာအောင်ကူညီလောက်ကင်ပေးခဲ့ပါတယ်။သူအသက်73နှစ်အရွယ်ရောက်တဲ့အခါမှာတော့မြို့ကိုကုံသွယ်ဖို့သွားမယ်တင်းမောအုပ်စုအကြောင်းကိုကြားသိခဲ့ရပြီးသူကိုယ်တိုင်လည်းကုံသွယ်မှုလုပ်ငန်းမှာပါဝင်ခြင်းတဲ့အတွက်လိုက်ပါခွင့်ပြုဖို့မိခင်ကိုပူဇော်ပါတော့တယ်။ကုံတယ်တင်းမောနဲ့လိုက်ပါလို့တဲ့တားဖြစ်သူရဲ့တောင်းဆိုမှုကိုဒေါ်ချန်ကအစပိုင်းမှာအပြင်းထန်ကန့်ကွက်ခဲ့ပါတယ်။ကိုခန္ဓာမပါတဲ့သားလေးအတွက်စိုးရိမ်ရသလိုရင်းနှီးမြှုပ်နှံဖို့ငွေကြေးလည်းမရှိရချောင်းပါ။ဒါပေမဲ့တာဦးကောင်းလေးကအလျှော့မပေးပဲတောင်းဆိုလွန်းတာကြောင့်နောက်ဆုံးမှာတော့ဒေါ်ချန်ဟာနတ်ဆရာထံကနေငွေချီးပြီးသားလေးကိုတင်းမောစိတ်စီခေါ်ဆောင်သွားခဲ့ပါတယ်။တင်းမောတကြီးနဲ့တင်းမောသားတွေဟာခြေလက်မပါပဲဥကောင်းတတ်တာရှိတဲ့တာဦးကောင်းလေးကိုမြင်တဲ့အခါအလွန်အံ့ဩသွားကြပြီးဝိုင်းဝန်းလောင်ပြောင်ခဲ့ကြပါတယ်။ဒါပေမဲ့တင်းမောတကြီးကတော့ဒီကလေးရဲ့မိခင်ပေါ်ထားတဲ့စိတ်ရင်းစေတနာနဲ့ထက်မြက်မှုကိုသတိပြုမိပြီးတနာဂယုဏတက်ခါတင်းမောပေါ်လိုက်ပါခွင့်ပြုခဲ့ပါတယ်။ဒေါ်ချန်ကတော့မျက်ရည်ဆက်လက်နဲ့သားလေးကိုနှုတ်ဆက်ကြံ့ရခဲ့ပါတယ်။မဲခေါင်မြစ်တလျှောက်ရတရဘက်အတန်ကြာခီးနေခဲ့ပြီးနောက်မှာတော့တဲဖြူတောင်မင်းနဲ့တဘာဝအလှတရားတွေပြည့်နှက်နေတဲ့ဒေါ်ဆိုင်ကဲဆိုတဲ့ကျွန်းလေကောင်ကိုရောက်ရှိလာခဲ့ပါတယ်။ကျွန်းရဲ့တာယာမှုကိုသဘောကျသွားတဲ့တောင်ဦးကောင်းလေးဟာကုံတမှုခရီးစဉ်မှာဆက်မလိုက်တော့ပဲဒီကျွန်းမှာပဲစိုက်ပျိုးရေးလုပ်ရင်းနေထိုင်ရဖို့တင်မောတကြီးကိုတောင်းဆိုပါတော့တယ်။တင်မောတကြီးကစိုးရိမ်တကြီးနဲ့တားမြစ်ခဲ့ပေမဲ့တောင်ဦးကောင်းလေးကအတင်းကျပ်ပြောဆိုတာကြောင့်နောက်ဆုံးမှာတော့ကျွန်းပေါ်မှာတယောက်တည်းထားရခဲ့ကြပါတယ်။လူကျေတိတ်သွားတာနဲ့တောင်ဦးကောင်းလေးဟာသူ့ရဲ့ခြေလက်တွေကိုစန့်ထုတ်ပြီးတန်မာတဲ့လူငယ်တယောက်အသွင်ပြောင်းလဲလိုက်ပါတယ်။သူဟာတောတောင်တွေကိုခောက်ထွင်ရှင်းလင်းပြီးသူယူဆောင်လာတဲ့မျိုးစီတွေကမှဖျဲသီးကိုစတင်စိုက်ပျိုးပါတော့တယ်။နတ်မင်းကြီးကသူ့ရဲ့ကြိုးစားမှုကိုကြည့်ပြီးအ
အလွန်ထူးခြားတဲ့လေးတောင်ပုံစံရှိပြီးအရသာထူးခဲ့တဲ့ဖျဲသီးတွေဖြစ်အောင်ဖန်တီးပေးခဲ့ပါတယ်။တောင်ဦးကောင်းလေးစိုက်ပျိုးထားတဲ့ဖျဲသီးနဲ့သီးနှံတွေဟာကျွန်းပေါ်မှာအလွန်ဖြစ်တော့အောင်မြင်နေပြီးတောတရိတ်ဆန်လေးတွေလာရောက်စားတောက်တာကိုတောင်သူကမမထုတ်ပဲကျင်နာစွာလွှတ်ထားပေးခဲ့ပါတယ်။အဲ့ဒီကျွန်းအနီးကမဲခေါင်မြေအောက်ခြေမှာတော့နဂါးမင်းတီဗီတုတ်တော်အုပ်ချုပ်တဲ့နဂါးပြည်ရှိနေပါတယ်။နဂါးမင်းမှာတီရာဆန္ဒနဲ့မန္တလီကာလို့အမည်ရတဲ့အလွန်ချောမောလှပတဲ့သမီးတော်နှစ်ပါးရှိပါတယ်။တနေ့မှာတော့နဂါးမင်းသမီးနှစ်ပါးဟာလူပြေကိုတက်လာပြီးရေကစားရင်းဒေါ်ဆိုင်ကဲကျွန်းပေါ်ကိုရောက်ရှိလာခဲ့ကြပါတယ်။ကျွန်းပေါ်မှာအလွန်ထူးဆန်းတဲ့လေးတောင်ပုံစံဖျဲသီးတွေကိုတွေ့တဲ့အခါဘသူပိုင်မှန်းမသိတာကြောင့်အလိုလိုပေါက်နေရလို့ထင်ပြီးခူးယူစားတောက်ခဲ့ကြပါတယ်။ဒီအတန်တွေကိုကြားတဲ့တောင်ဦးကောင်းလေးဟာချက်ချင်းပဲခြေလက်တွေကိုပြန်သိမ်းပြီးဦးကောင်းအသွင်နဲ့လှိမ့်ထွက်လာကခွင့်မြင့်ချက်မတောင်းပဲစားတောက်တဲ့အတွက်ကဲ့ရဲ့ပြောဆိုခဲ့ပါတယ်။နဂါးမင်းသမီးလေးနှစ်ပါးဟာစကားပြောတတ်တဲ့ဦးကောင်းကိုမြင်ပြီးအလွန်ထိတ်လန့်သွားခဲ့ကြပါတယ်။သူတို့ဟာတမင်ခိုးစားတာမဟုတ်ကြောင်းတောင်းပန်ခဲ့ပြီးဒီကျေးဇူးကိုနောက်မှပြန်ဆက်ပါမယ်လို့ဂရုပေးကနဂါးပြည်ကိုပြန်သွားခဲ့ကြပါတယ်။နဂါးပြည်ရောက်တဲ့အခါဖခင်ဖြစ်သူနဂါးမင်းကြီးကိုအကြောင်းစုံပြောပြပြီးဂတိအတိုင်းကျေးဇူးဆက်ဖို့အတွက်ရွှေတပြား88ခရီကိုတောင်းခံခဲ့ပါတယ်။နဂါးမင်းကြီးဟာတစ္ဆာတရားကိုအလေးထားသူဖြစ်တာကြောင့်ရွှေတုံးရွှေခဲအမြောက်အများကိုကျွန်းမော်ရှိတောင်ဦးကောင်းလေးထံတွားရောက်ပေးရစီခဲ့ပါတယ်။တောင်ဦးကောင်းလေးဟာဒီရွှေတွေကိုအလိုမရှိပေမဲ့နဂါးမင်းကြီးရဲ့စေတနာကိုထောက်ထားပြီးလက်ခံလိုက်ပါတယ်။အဲဒီနောက်မှာတော့ကုံသွယ်ရာကပြန်လာတဲ့သင်္ဘောတကြီးဟာကျွန်းမော်ကိုပြန်ရောက်လာပြီးတောင်ဦးကောင်းလေးရဲ့ထူးဆန်းတဲ့လေးတောင်ဖျဲသီးချမ်းနဲ့ရွှေပုံကြီးကိုမြင်တဲ့အခါအံ့အားသင့်ပြီးမှန်းသက်သွားပါတော့။တောင်ဦးကောင်းလေးဟာသူ့အပေါ်စေတနာထားခဲ့တဲ့သင်္ဘောတကြီးနဲ့သင်္ဘောသားတွေကိုကျေးဇူးဆက်တဲ့အနေနဲ့နဂါးမင်းကြီးပေးထားတဲ့ရွှေတွေကနေအညီအမျှခွဲဝေပေးခဲ့ပါတယ်။အဲဒီနောက်ကြံရှိတဲ့ရွှေနဲ့သီးနှံတွေကိုသင်္ဘောပေါ်တင်ဆောင်ပြီးမိခင်ရှိရာရွာလေးကိုပြန်လာခဲ့ပါတယ်။ဒေါ်ချန်ဟာပြန်လာတဲ့သားလေးကိုပျော်ရွှင်စွာကြိုဆိုခဲ့ပြီးတားဖြစ်သူယူဆောင်လာတဲ့ရွှေတွေနဲ့ထူးခြားတဲ့သီးနှံတွေကိုမြင်တဲ့အခါအလွန်ပဲဝမ်းသာခုန်ယူခဲ့ပါတယ်။အဲဒီနောက်မှာတော့သူတို့သားအမိဟာအလွန်ပဲချမ်းသာသွားကြပြီးအရင်ကနတ်စီယာစီမှာချီးယူခဲ့တဲ့ငွေတွေကိုအတိုးအရင်အခြေပြန်ဆက်ရုံနဲ့မကားပဲကျေးဇူးဆက်တဲ့အနေနဲ့ငွေကြေးအပြောက်များကိုပါပေးရခဲ့ပါတယ်။တောင်ဦးကောင်းလေးဟာအလွန်ချမ်းသာသွားပေမဲ့လည်းမာမာနမရှိပဲရိုးရိုးသားသားနဲ့စိုက်ပျိုးရေးကုန်သွယ်ရေးလုပ်ငန်းတွေကိုဆက်လက်လုပ်ကိုင်ခဲ့ရာတမျိုးလုံးမှာအချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။သူအသက်16နှစ်အရွယ်လူပြိုပေါက်ရွယ်ရောက်လာတဲ့အခါမှာတော့ရုပ်ရည်ချောမောပြီးအလွန်ချမ်းသာတာကြောင့်မိဘများစွာကသူတို့ရဲ့သမီးပြိုတွေကိုတောင်ဦးကောင်းလေးလက်ထပ်ပေးဖို့ကမ်းလှမ်းလာကြပါတယ်။ဒါပေမဲ့တောင်ဦးကောင်းလေးကတော့သူတို့ဟာစီးစိမ်ကိုသာမမောကြသူတွေမှန်သိတာကြောင့်ဘသူ့ကိုမှစိတ်မဝင်စားခဲ့ပါဘူး။သူ့ရဲ့စိတ်ထဲမှာတော့ဗြဟ္မဒတ်မင်းကြီးရဲ့အငယ်ဆုံးသမီးတော်လေးဖြစ်တဲ့ကန်ထမာလာမင်းသမီးလေးကိုသာတစ်ဖက်သက်ချစ်ခင်ဆွဲလန်းနေခဲ့ပါတယ်။မိခင်ဖြစ်သူဒေါ်ချန်ကတော့ငါသားကဦးကောင်းမဲ့ရှိရာမင်းသမီးကနန်းတွင်းသူဆိုတော့ဘလို့မှမဖြစ်နိုင်ဘူးလို့တားမြစ်ခဲ့ပါတယ်။ဒါပေမဲ့တားဖြစ်သူကအတင်းကျပ်ပူဇော်လွန်းတာကြောင့်နောက်ဆုံးမှာတော့ဒေါ်ချန်ဟာရွှေတစားတွေဝတ်ဆင်ပြီးအဖိုးတန်လက်ဆောင်တွေနဲ့အတူမင်းကြီးထံသွားရောက်ခါသမီးတော်လေးကိုလက်ထပ်ခွင့်တောင်းဆိုခဲ့ပါတော့တယ်။ပြမတက်မင်းကြီးဟာဒေါ်ချန်ရဲ့တောင်းဆိုမှုကိုကြားတဲ့အခါအလွန်အံ့ဩပြီးဒေါသထွက်သွားပါတယ်။မိမိရဲ့ချောမောလှပတဲ့သမီးတော်ကိုခြေလက်မပါတဲ့ဦးကောင်းတက်တက်လူတစ်ယောက်နဲ့လက်ထပ်ပေးဖို့ဆိုတာမဖြစ်နိုင်ဘူးလို့ယူဆလို့ပါ။ဒါပေမဲ့တောင်ဦးကောင်းလေးဟာမြို့မှာအလွန်ချမ်းသာပြီးလူသိများသူဖြစ်တာကြောင့်ဓာတ်ရိုက်ငင်းဆိုရင်တိတ်ခါကြမှာဆိုလို့ခက်ခဲတဲ့စီကံချက်တစ်ခုကိုထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီစီကံချက်ကတော့တောင်ဦးကောင်းလေးရဲ့အိမ်ကနေနန်းတော်အထိရွှေတရားငွေတရားဒဇင်းကိုတညာရဲနဲ့အပီးတိဆောက်နိုင်ရင်သမီးတော်နဲ့လက်ထပ်ပေးမယ်ဆိုတာပါပဲ။ဒေါ်ချန်ဟာဒီတဲ့င်းကိုကြားပြီးအိမ်ပြန်ရောက်တဲ့အခါမှာတော့တားဖြစ်သူအတွက်စိတ်မကောင်းဖြစ်ပြီးငိုကြွေးပါရယ်။တညာရဲနဲ့ဒီလောက်ရှည်လျားတဲ့ရွှေတရားကြီးကိုဘလို့မှမတိဆောက်နိုင်ဘူးလို့သူမကယူဆထားလို့ပါ။ညရောက်တဲ့အခါတောင်ဦးကောင်းလေးဟာအိမ်ပြင်ကိုလိမ့်ထွက်လာပြီးသူ့ရဲ့ခြေလက်တွေကိုစန့်ထုတ်ကကောင်းဝင်ကတရားမင်းကိုတိုင်တဲ့ဆူတောင်းပါရယ်။တရားမင်းကတောင်ဦးကောင်းလေးရဲ့ဆူတောင်းတန်ကိုကြားတဲ့အခါနတ်ပြည်ကဘီသူကနတ်သားကိုဆစ်လွတ်ပြီးကူညီခိုင်းခဲ့ပါရယ်။နတ်သားရဲ့တကိုးနဲ့ရွှေတရားငွေတရားကြီးဟာတညာရဲနဲ့နန်းတော်အထိတဖိတ်ဖိတ်တောက်ပြောင်စွာပေါ်ပေါက်လာခဲ့ပါရယ်။မနက်မိုးလင်းလို့မင်းကြီးနိုးလာတဲ့အခါမှာတော့နန်းတော်ရှေ့ထိရောက်နေတဲ့ရွှေတရားကြီးကိုမြင်ပြီးအလုံးမင်းသက်သွားပါရယ်။
မင်းကြီးဟာဂရိအတိုင်းသမီးတော်ကန်ထမာလာကိုတောင်ဦးကောင်းလေးလက်ထပ်ပေးဖို့ပြင်ဆင်ရပါတော့။မင်းသမီးလေးဟာဦးကောင်းတသက်သာရှိတဲ့သူနဲ့လက်ထပ်ရမှာဖြစ်လို့အလွန်ဝမ်းနည်းပူဆွေးနေပေမဲ့ခမဲတော်ရဲ့ဂရိသစ္စာအတွက်ကြောင့်သာအောင်အေးပြီးလက်ခံခဲ့ရပါတယ်။တောင်ဦးကောင်းလေးကတော့ပျော်ရွှင်စွာနဲ့ခမ်းနားတဲ့မင်္ဂလာစီတန်းလှည့်လည်မှုကြီးလုပ်ပြီးနန်းတော်တွေကိုဝင်ရောက်လာခဲ့ပါတယ်။မင်္ဂလာဆောင်ပြီးတဲ့နောက်တောင်ဦးကောင်းလေးဟာတောင်းကိုခေါ်လို့ဆိုတဲ့ဘွဲအမည်တစ်ကိုရရှိခဲ့ပြီးမင်းသမီးလေးနဲ့အတူနန်းတော်ထဲမှာနေထိုင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ရဲ့အိမ်တော်ကြီးဟာအစပိုင်းမှာတော့လုံးဝမตายရခဲ့ပါဘူး။မင်းသမီးလေးကန်ထမာလာဟာသူမရဲ့ခင်မွန်းကထူးဆန်းတဲ့ဦးကောင်းကြီးဖြစ်နေတာကြောင့်ပတ်ဝန်းကျင်ရဲ့ကဲ့ရဲ့လောင်ပြောင်မှုကိုခံရပြီးနေတိုင်းငိုကြွေးဝမ်းနည်းနေခဲ့ရပါတယ်။တနေ့မှာတော့မင်းသမီးလေးရဲ့အမတော်တွေဟာသူတို့ရဲ့ခင်မွန်းတွေနဲ့အတူဆင်စီးပြီးဥယျာဉ်ထဲမှာပျော်ရွှင်စွာလည်ပတ်နေကြတာကိုမင်းသမီးလေးကမြင်တွေ့ခဲ့ရပါတယ်။သူမဟာမိမိရဲ့ကံကြမ္မာကိုနှိုင်းယှဉ်ပြီးဝမ်းနည်းပူဆွေးမှုတွေပောက်ကွဲထွက်လာကရှက်ကြီးတငယ်ငိုကြွေးပါရတယ်။သူမရဲ့ခင်မွန်းကိုလည်းတခြားသူတွေလိုတာမန်သူတယောက်ဖြစ်စေချင်တယ်လို့ယင်ဖွင့်ခဲ့ပါတယ်။ဇနီးတဲ့ရဲ့နာကျင်မှုကိုမြင်ရတဲ့အခါတောင်ဦးကောင်းလေးဟာအလွန်စိတ်မကောင်းဖြစ်သွားပြီးအမှန်တရားကိုဖွင့်ပြောဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။သူဟာတာမန်လူမဟုတ်ပဲတရားမင်းကဆယ်လွတ်လိုက်တဲ့နတ်သားတဦးဖြစ်ကြောင်းပြောပြခဲ့ပါတယ်။အဲဒီနောက်မှာတော့မင်းသမီးလေးရဲ့ရှေ့မောက်မှာတွင်သူ့ရဲ့ခြေလက်တွေကိုဆန့်ထုတ်ပြီးခံရတဲ့လူငယ်တယောက်အသွင်ပြောင်းလဲပြလိုက်ပါတယ်။သူဟာမင်းသမီးလေးကိုကြောပေါ်ပိုးပြီးမြင်းစည်းကကောင်းငင်ရမ်းမှာပျော်ရွှင်စွာပြန်တန်းလဲပတ်ခဲ့ကြပါတယ်။အဲဒီနေ့ကစပြီးမင်းသမီးလေးဟာသူမခင်ပွန်းရဲ့လှုပ်ဝက်ချက်ကိုသိရှိသွားပြီးအလွန်ပျော်ရွှင်သွားခဲ့ပါတယ်။ဒါပေမဲ့သူရဲ့ပျော်ရွှင်မှုဟာကြာရှည်မခံခဲ့ပါဘူး။မင်းသမီးလေးကိုအရင်ကတည်းကတစ်ဖက်သက်ချစ်နေတဲ့နန္ဒသေနာဆိုတဲ့အမတ်ကြီးဟာတောင်ဦးကောင်းလေးပေါ်အလွန်မနာလိုဖြစ်နေခဲ့ပါတယ်။အမတ်ကြီးဟာမင်းကြီးစီကိုသွားပြီးဒီဦးကောင်းကြီးဟာအမင်္ဂလာရှိတဲ့တရေတစေဖြစ်တယ်။နောက်တစ်ချိန်မှာတိုင်းပြည်ကိုဘေးဒုက္ခပေးလိုက်မယ်လို့အမြဲတမ်းဂုံချောစကားပြောပါရတယ်။မင်းကြီးဟာအမတ်ကြီးရဲ့စကားတွေကိုယုံကြည်သွားပြီးတောင်ဦးကောင်းလေးကိုဖမ်းဆီးကမဲခေါင်မြစ်ထဲမှာဖောင်းနဲ့မျောပြီးတပ်ဖြစ်ဖို့အမိန့်ပေးလိုက်ပါရတယ်။တောင်ဦးကောင်းလေးကိုရေစည်းတန်တဲ့မဲခေါင်မြစ်ထဲမှာဖောင်းနဲ့မျောလိုက်တဲ့အခါမင်းသမီးလေးကန်နာမာလာကငိုယိုတားမြစ်ခဲ့ပေမဲ့မင်းကြီးကနားမထောင်ခဲ့ပါဘူး။ဒါပေမဲ့နတ်ပြည်ကတရားမင်းကဆောက်ရှောက်နေတာကြောင့်မြစ်ထဲကငါးမင်းကြီးတစ်ကောင်ကိုဆေးလွတ်ပြီးဖောင်ကိုမနစ်အောင်ဝိုင်းဝန်းတွန်းတင်ပေးခဲ့ပါတယ်။ဒါကြောင့်ဖောင်ဟာရေစည်းထဲမှာနစ်မသွားပဲကန်ဆက်ကိုအံ့ဩဖွယ်ကောင်းလောက်အောင်ပြန်လဲကတ်လာခဲ့ပါတယ်။မနာလိုတဲ့အမတ်ကြီးနန္ဒသေနာကတော့ဒါဟာတရက်တစေရဲ့အောက်လန်းပညာကြောင့်လို့ထပ်မံဂုံချောပြန်ပါတယ်။ဒါကြောင့်မင်းကြီးကနောက်ထပ်9ရက်အကြာမှာတောင်ဦးကောင်းလေးကိုကွပ်မျက်ဖို့ထပ်မံအမိန့်ထုတ်လိုက်ပါတယ်။တရားမင်းဟာမင်းကြီးရဲ့အမားတွေကိုရပ်တန့်စေဖို့အတွက်လူပြည်ကိုကိုယ်တိုင်ဆင်းလာခဲ့ပြီးဗဟေလိ၄ခုကိုမေးမြန်းခဲ့ပါတယ်။ဘယ်သူမှမဖြေနိုင်ရင်မင်းကြီးကိုငရဲပြည်ခေါ်သွားမယ်လို့ချိန်ချောက်ခဲ့ပါတယ်။နန်းတွင်းကပညာရှိတွေနဲ့အမတ်ကြီးနန္ဒသေနာတို့ဟာအလူရဲ့ဖြေဆိုခဲ့ကြပေမဲ့တရားမင်းရဲ့အလိုကျအဖြေမှန်ကိုတယောက်မှမဖြေနိုင်ခဲ့ကြပါဘူး။မင်းကြီးအလွန်စိုးရိမ်ထက်လက်နေတဲ့အချိန်မှာပဲအသက်ခံရတော့မဲ့တောင်ဦးကောင်းလေးကရှေ့ထွက်လာပြီးအဖြေမှန်တွေအားလုံးကိုတိကျစွာဖြေဆိုပေးခဲ့ပါတယ်။အဲ့ဒီခါမှာပဲမင်းကြီးနဲ့တိုင်းသူပြည်သားအားလုံးဟာတောင်ဦးကောင်းလေးရဲ့ထက်မြက်မှုနဲ့စိတ်ကောင်းရှိမှုကိုအတိမတ်ပြုပြီးလက်ခံလာကြပါတယ်။တရားမင်းဟာအားလုံးရဲ့စိတ်သဘောထားတွေပြောင်းလဲသွားတာကိုမြင်တဲ့အခါတောင်ဦးကောင်းလေးကိုဆုလက်အနေနဲ့လူရုပ်အစစ်မှန်ဖြစ်အမြဲတမ်းပြောင်းလဲပေးလိုက်ပါတယ်။တောင်ဦးကောင်းလေးဟာအလွန်ခန့်ညားတဲ့မင်းသားတစ်ပါးဖြစ်လာခဲ့ပြီးမင်းကြီးကလည်းသူ့ရဲ့အမားကိုနောင်နာရကအုပ်ချုပ်မှုအာဏာတွေအားလုံးကိုတမတ်ဖြစ်သူထံလွှဲအပ်ပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့တောင်ဦးကောင်းလေးနဲ့မင်းသမီးလေးကန်ဒမာလာတို့ဟာမိခင်ကြီးဒေါ်ချန်ကိုနန်းတော်ထဲခေါ်ယူပြုစုရင်းနဲ့ပျော်ရွှင်စွာနန်းဆိုင်ခဲ့ကြပါတော့တယ်။ Shine Story မြန်မာကိုကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်စိတ်ဝင်စားစရာဗီဒီယိုတွေကြည့်ရှုဖို့ channel ကို subscribe လုပ်ထားပေးကြပါအောင်ရှင်။အားလုံးပဲကိုယ်စိတ်နှပြချမ်းသာချမ်းသာကြပါစေရှင်။